ဖြည်းဖြည်းထားဖို့ခြံကျုပ်ကနေလား ဒီမှာပဲ ဩ ကိုယ်လေးတိုးလို့ ခွေးတွေတိုးလို့ ဒီမှာပဲ ဒီပစီအဖွားအိမ်အဖွားမခေါ်နဲ့တော့နော်အခုအဖွားဘာဖြစ်လို့အိမ်နေရနေမကောင်းလားဟာလား ပြီပါဦး ဩမသိပါနေမခေါ်နဲ့တော့ဖို့နော်တော်ဒီတော်ကြကြရင်အေးပြတ်သွားလို့အဖွားကျမ်းမာရေးကောင်းလား ဒီပြီးတော့ဒီကပဲဟာကောင်းနေမူလိုက်ဒီလောက်လိုက် ခေါင်းနေမူနေတာ ဒီမှာမပြီးရင်တော့ဒီလိုလောက် အခုဒါဟိုပါလေပထမဦးဆုံးအဖိုးကိုလူနေတဲ့ဟိုနီကိုနေဝင်လေ ဒီမှာ နော်အမိသားစုကလူတဲ့ဟာနော် ဒီမှာကြောက်ပဲ ဒါကြံလူတဲ့ဟာတော့မလာသေးဘူးနော် ဒီမှာ ဟုတ်ပြီလားအဲ့ဒါတသိန်းနော်ဖို့နော် ဒီမှာပဲ နော်ငွေတသိန်းနော် ဒီမှာပဲ အခုအဖိုးကဘယ်လိုဖြစ်နေလဲ ကောင်းနေမူလိုက်လောက်လိုက်ပေါ့ဗျာမပြီး စေကန်းရောသွားလား ဗျာ စေကန်းရောသွားလား သွားတယ်ဗျာ သွားတယ်နော် သွားတယ်ပြီး စေမနေ့ကစေသွားထိုးလား ဒီမှာ ဘွားရောစေထိုးလား ထိုးတယ်ဗျာ အဖွားရောစေကန်းသွားတာ သွားတယ်ဗျာ ဟိုဒီဘက်ဆက်တွေဒါအမသုံးနေဘူးနော် ဒီမှာပဲ ဒီရလေးရတာတွေဟိုဒီအိမ်ပြင်ဖို့ရယ် ဒီမှာ စေကန်းသွားဖို့ရယ်လည်းလုံးနော် ဒီမှာ ဟုတ်ပြီလား ဒီမှာ အဖောက်လည်းကောဟိုစွန်းနေပါချက်ပြီးတော့ဦးစင်းကြောင်မပို့နဲ့လို့ဦးစင်းမရှိဘူးလို့နော် ဒီမှာဗျာ နော် ဒီမှာဗျာ အဲ့ဆိုရင်အဲ့ဆိုဦးစင်းသွားမယ်နော် ဒီမှာဗျာဒီမှာ ဘာချစ်တာအခု ကျဲဦးလေးပြုတ် ကျဲဥပြုတ်ချတာ ဒီမှာဗျာ အခုချက်ပြီးသွားပြီပေါ့ ဒီမှာ စားပြီးသွားပြီပေါ့ မစားလေးဗျာ စားသေး ဒီမှာ အဖွားကတော့နေမကောင်းလို့ထင်တယ်အဲ့နေအိပ်ပါစေသလားနော် ဒီမှာ ဟုတ်မအိပ်နေတယ် ဒီမှာဗျာ တော့တိတ်လည်းနားမကြတော့အိပ်ပါစေ ဒီမှာဗျာ အကျေးအော်ပြောနေရတာလား ဒီမှာဗျာ